ပတ်စံတတောင် ID ကတ်တစ်ခုခုကင်ပြီးတော့လူငယ်တီလိုနေရမှာအချိန်သွားဖြုံးတင်ပါတယ်ဟယ်လိုဖေဖေပါဖေဖေဒီနေ့ American ဆန္ဒသွားခဲ့တာလေးကိုအားလုံးအတွက်အကျိုးရှိမယ်ထင်လို့ sharing လေးလုပ်ပေးပါမယ်တက္ကသိုလ်ရိပ်သာလမ်းနဲ့အင်အားလမ်းတောင်းတာလေးမှရှိရပါအထဲဝင်ဖို့အတွက်ဆိုလို့ရှိရင်တော့မှတ်ပုံတင်ဒါမှမဟုတ် ID ကတ်တစ်ခုခုရှိမှဝင်လို့ရပါမယ်အထဲတွေကို select တွေမိချစ်တွေခြုံထက်တဲ့ຢာတွေတင်သွားလို့မရပါဘူးမမကတ်လို့ဖို့ information ကောင်းတာမှာဖောင်ရင်ဖြစ်ရပါတယ်မမကလေးရဝိုင်းရင်တော့ laptop ငှားပြီးတော့တခုခုလေးလာတာပဲဖြစ်ဖြစ်အလုံးလုံးချင်တာပဲဖြစ်ဖြစ်တိတ်တိတ်ဆိတ်ဆိတ်နဲ့အေးဆေးလုပ်လို့ရပါတယ်အထဲမှာအဲကုန်းကအရန်အေးတဲ့အတွက်ကြောင့်မလို့အနှွေးတွေကတော့မဖြစ်မနေယူသွားတင်ပါတယ်အားလုံးကအာယုံဆိုင်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်အလုံးလုံးနေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကြောင့်အနှောက်အယှက်မဖြစ်အောင်လည်းယူဆိုင်ပေးပါနော်ကိုလုံးချင်တာလေးတွေလုံးနေရတော့အလုပ်ထဲမှာဇံဝင်သွားပြီးတော့ပဝင်းချင်အောင်တတိမထားမိလိုက်ပါဘူးအလုပ်ပြီးသွားလို့မောချိလိုက်တော့ခုနကဝင်လာတော့ထိုင်စရာမရှိအောင်ဖြည့်နေတဲ့စာကြည့်တိုက်ကြီးကတရားမှတော့မရှိတော့ပါဘူးတချို့နေရာတွေမှာဓာတ်ပုံဗီဒီယိုရိုက်ခွင့်ကိုပိတ်ပင်ထားပါတယ်အထဲမှာကန်တင်းလည်းရှိပါတယ်ဒါပေမဲ့ဖေဖေကအပြင်ကနေရင်းညစ်ထမင်းလေးဝလာတော့အပြင်မှာပဲထွက်စားလိုက်ပါတယ်အင်ဒိုရောအောက်တိုရောမှာတလေးနဲ့စာလေးလာလို့ရအောင်စပွဲလေးတွေတော်တော်များများစီစဉ်ပေးထားပါတယ်ဖေဖေဆိုလို့ရှိရင်ရောက်ခရက်ကအလုံးလုံးလို့ကောင်းနေတာမနှက်စာတော့မှ9နာရီလောက်မှစာဖြစ်ပါတယ်စာကြည့်တဲ့လေးကအင်္ဂါကနေစနေနေ့ထိမနက်10:00နာရီကနေညနေ6:00နာရီထိဖွင့်ပါတယ်မမကလေးရှိထားတဲ့ဆိုရင် American Center ကလုပ်တဲ့တချို့ session လေးတွေကိုလည်းကိုက free join လို့ရပါတယ်ဒီနေ့ vlog လေးကလူတချို့အတွက်အကျိုးရှိမှထင်ပါတယ်